2026 ခုနှစ်မေလ6ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဝဇဒံဖြစ်ပါတယ်။အင်္ဂါသားသမီးများအတွက်ဒီနေ့မှာငွေရေးကြေးကံတွေတအားကောင်းနေနော်မထင်မဖဲနဲ့ငွေရေးကြေးတွေကအဆူလိုက်ပုံလိုက်ထုတ်လိုက်ထဲလိုက်ဆိုသလိုမျိုးတွေငွေကြေးတွေဝင်လာတတ်တယ်။သူများပြဿနာကိုပြဿနာမျိုးတွေလည်းဖြစ်တတ်တယ်တတိထားနော်။ဆွေမျိုးမိသားစုအတွက်တွေလည်းစိတ်တော်ကတွေစိတ်ရှုပ်စရာများနဲ့ဂျုံရတတ်တယ်။အလုံးနဲ့ပတ်သက်ပြီးသွားရင်လေလူကတသက်စိတ်ကတသက်ဖြစ်နေပြီးတော့စိတ်တွေလေနေတဲ့အလုပ်ထဲမှာစိတ်မပါမှုတွေများလေတဲ့ကျမ်းမာရေးအနေနဲ့လည်းကောင်းတစ်ချမ်းကြိုက်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့အခြေရေးမှာလည်းစိတ်အနှောက်အယှက်ဖြစ်စရာတွေကြုံရတဲ့အိမ်တော်ရေးမှာတော့အင်္ဂါသားသမီးများအတွက်ဒီနေ့မှာအမျိုးသမီးအတွက်ဝမ်းသာစရာစိတ်ချမ်းသာစရာများနဲ့ကြုံရတဲ့အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအဖြူရောင်နဲ့အနက်ရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအိမ်ရှိဖျားမှာကိတ်မုတ်နှစ်ချက်ကလူပေးရမှာဖြစ်ပါတယ်ရှင်။